ပါကြည့်ဒီနေ့ကတော့ခီခီကပေါ့နော်ဟိုခပီပါရာတင်လေးလောက်ထားပါရဲ့အဲ့က brave G4 တက်မှာပေါ့နော်အခုကကြတော့ rally ပြပါမယ်ဒါရီကတော့ခပီပါရာ rally ပဲဖြစ်ပါတယ်ခပီပါရာဟိုအယုံလေးရောကောက်ကလေးတွေရောပြီးတော့ခပတ်လေးပါပါတယ်ဒီထဲမှာမုတ်လေးဒီထဲလို့ရရဲ့ဒါရီကတော့ degree အလားစင်ထားပေါ့ဒါရီကကြတော့စာလေးပါလေးထည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒါလေးကကြတော့ခပီပါရာကိုမဦးလေးဖြစ်ပါတယ်ဒါလေးကကြတော့ဟိုအဲ့လိုမျိုးအိတ်ကလေးပေါ့နော်အဲ့လေးကအဲ့လိုမျိုးလုပ်ရပါတယ်ပြီးတော့ဒီနားမှာကြတော့အပေါက်ကအဲ့ခဲရည်ဘယ်လိုပြောမလဲခဲရည်ပါလေးထည့်လို့ရတယ်ပေါ့နော်အဲ့လေးဒါလေးကကြခဲပြက်လေးထည့်လို့ရတယ်ဒါလေးကကြတော့ခဲသားဘူးလေးထည့်လို့ရပါတယ်ပြီးတော့အဲ့လိုမျိုးလဲခွာလို့ရပါတယ်နော်ပေါ်ရမသိအဲ့မြေဆက်လို့ရပါတယ်နောက်တစ်ခုကတော့ဒါလေးကကြတော့ခပီပါရာရေဘူးလေးပဲဖြစ်ပါတယ်အနီရောင်လေးပေါ့နော်မိတမီကြောင်ခရင်ရောင်လေးဝတ်ထားဖြစ်ပါတယ်ခပီပါရာရုံလေးနဲ့ပေါ့နော်ဒါလေးကကြတော့အဲ့လိုမျိုးဒီအဲ့လိုမျိုးပတ်မော်လေတောက်ရရပေါ့နော်ဒါလေးကပြီးတော့အဲ့လိုမျိုးပိုင်းနေတယ်ဆုံးကောက်ရပါတယ်အကြိုက်လို့မလားဒါလေးကျတော့ခပီပါရာတစိမ့်မရလို့ရှိရောက်ဆောင်ဝဲလာပေါ့နော်အဲ့ဒီကအယုတ်လေးနဲ့လိုက်အဲ့ဒီကအနောက်မှာလည်းအဲ့လိုမျိုးဆော့ပင်တော့မဟုတ်ဘူးပေါ့ဟိုဖျားကုံသွားရင်လုံးလို့ရရဟာပြီးတော့အဲ့ဒီထဲမှာဆော့ပင်တစ်ခြားလေးပါပါတယ်ဆော့ပင်တစ်ခြားလေးပါပါတယ်ပြီးတော့ဒါလေးကကျတော့ခပီပါရာလေးခပီပါရာဆောက်လေးပေါ့နော်မအဲ့အရာစုံနေပေါ့နော်အဲ့လေးပဲဟိုအခြားဆိုင်ဒီမှာရတာအခုရတာမိသားအားကန်တာဘူးအရာလေးကစုံနေပါလေဒီနားမှာလည်းကျန်နေအဲ့ဟိုစက်နဲ့အုပ်ပေါ့နော်အဲ့လေးကစက်နဲ့အုပ်ပေါ့နော်1500ပေါ့နော်ပြီးတော့ဒါလေးကကြတော့ခပီပါရာထောက်ချူမှဖြစ်ပါရဲ့အဲ့ခပီပါရာထောက်ချူကခဲစလေးပါရဲ့ခဲစလေးပေါ့နော်ဒါလေးကကြတော့ခပီပါရာခဲစလေးပဲဖြစ်ပါတယ်အဲ့ကခပီပါရာခဲစလေးပေါ့နော်ချုံထားလားမချုံထားလားမသိဘူးဒါလေးကကြတော့ဒါလေးကကြတော့ခပီပါရာခဲပြလေးပဲဖြစ်ပါတယ်ပြီးတော့ဒါလေးကအဲ့လိုမျိုးလည်းဖြစ်လို့ရတယ်ပြီးတော့အပေါ်ကနေပြီးတော့တည့်မလားဒီအဲ့လိုမျိုးလည်းလိမ့်လို့ရတယ်ပေါ့နော်ဒါလေးကျတော့ခပီပါရာခဲစပူးလေးဖြစ်ပါတယ်မပေါ်တော့ခပီပါရာလေးပေါ့နော်ဘူးအကြည့်ရဘူးအသေးနှစ်ဘူးရပေါ့နော်ဒါလေးကျတော့ခဲစစ်ထိုးရတာပေါ့နော်တတိယကျတော့ခပီပါရာနှုတ်ပူလေးဖြစ်ပါတယ်အဲ့နှုတ်ပူလေးပါဒါလေးဆက်ထားပါရဲ့အရင်ကြောက်ရုံလေးပေါ့နော်ပြီးတော့နောက်ကြောက်လေးလည်းဆက်ထားပါရဲ့ပေါ့နော်ဒီမှာအဲ့မပေါင်းနော်ဟေးပြီးတော့ဒါလေးကတော့ခပီပါရာခဲစစ်ထိုးရတယ်ကိုကဒီလိုမျိုးပေါ့နော်ဟေးဒါဒီကကျတော့ပလိုင်းခေပြပလိုင်းပေါက်ဆိုတာပဲအဲ့ရပေါ့နော်โอเคနောက်ဆုံးမှာဖောက်ဒါလေးခေပြပါလေးပေါ့နော်ဒီအလေးကတခြားတော့မရှိတော့ရှိရဟာဝဲလာပေါ့နော်အဲ့ခေဝဲတော့ပေါ့တွေးလို့တော့ခုနလေးဖောက်လိုက်တဲ့ဟိုကီချိတ်လေးပဲဖြစ်ပါတယ်ပြီးတော့ဒါလေးကကျပေတယ်လေးပဲဖြစ်ပါတယ်ဒါလေးကကျတော့ဆိုင်ရအန်တီကြီးကလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်ခုနဒီပလိုင်းမလေးဖတ်ကြမယ်နော်ဟုတ်တယ်ပြီမိတာဒါလေးကကျတော့သမင်းဘူးလေးပေါ့နော်ဟိုကမိမိကလေးရက်ရောက်ပြီဆိုတော့သမင်းဘူးအဲ့လိုမျိုးသမင်းဘူးပဲဝယ်တော့ပါတယ်လေးတော့ဟာဒါလေးကကျတော့လိမ့်လာတယ်ဒီဘာလို့ခုဘက်သွားလေဒါလေးကကျတော့သမင်းဘူးထဲတဲ့အိမ်လေးပေါ့နော်ကားဟေးကားထဲမှာဆိုရှုပ်ခက်ရ
ကားရဲပေါ့နော်ဒီမှာကြည့်ပါ ဒီယူနေထိုင်ချင်းနေ ဒီမှာသမီးဦးလဲလို့မြင်ထည့်ရေးဒီလိုထည့်ရရှိပါတယ်ပြီးတော့လိမ့်မလားနဲ့နော်ဒါရကျတော့ blind KB blind မှာထောက်မယ်နော် KB blind ဖြစ်ပါတယ်ဒီဖောက်တော့ဒီဖောက်ချင်ဟာအဲ့ဒါဘာလဲမသိဘူးလေဘာဘူးလီလဲဘာလေးပေါက်သွားလဲမသိဘူးဟာဆွဲထုတ်ဒီကိမိုလေးပေါက်သွားပါတယ်ဒီကိမိုလေးပေါက်သွားပါတယ် ဒီမှာလေဒီကိမိုလေးပေါက်သွားပြီပါတယ်လာလာပါဟာဘိုင်ဘိုင်